စီမံညှို့ထွက်ဘုံမောက်အသင်းထံဆက်သွယ်မေးမြန်းမှုတွေပြုလုပ်ခဲ့ United မန်ချက်စတာ United ဟာဘုံမောက်တိုက်စစ်ကစားမစီမံညှို့ကိုခေါ်ယူဖို့အတွက်ကစားမရဲ့အေဂျင့်ထံဖုန်းနဲ့ဆက်သွယ်မေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။စီမံညှို့ကဒီယာဒီမှာဘုံမောက်နဲ့အတူခြေစွမ်းပြနေတဲ့ကစားမတို့ဖြစ်ပြီးတော့အသင်းအတွက်သွင်းဂိုး9ဂိုးနဲ့ဖန်တီးမှု3ချိန်ပြုလုပ်ပေးထားသူဖြစ်ပါတယ်။ United ဟာပြီးခဲ့တဲ့နေရာဒီကလေးကစီမံညှို့ကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့တာဖြစ်ပြီးအသင်းရဲ့ဗန်ဒါရေးချီနေရလက်ရှောင်ထားခဲ့တာဖြစ်ပါတယ်။စီမံညှို့ကယာဒီကုံမှာဘုံမောက်ကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီးတော့သူ့ကိုခေါ်ယူဖို့အတွက် United အပြင်မန်စီးနဲ့လီဗာပူးတို့ကလည်းစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။စီမံညှို့ရဲ့စာချုပ်ဖြတ်သိမ်းကြေးယူရို65တန်းဟာလာမယ့်ဇန်နဝါရီ10ရက်နေ့မှာကုန်ဆုံးမှာဖြစ်တာကြောင့်အဲဒီနောက်ပိုင်းသူ့ရဲ့တန်ကြေးကရော့ကျသွားနိုင်ပါတယ်။စီမံညှို့ကအသက်25နှစ်ရွယ်ကစားမဘဝအကောင်းဆုံးအနေအထားကိုရောက်ရှိနေသူဖြစ်ပြီးပရီးမီးယားလိတွေ့ကြုံလည်းရှိထားပါတယ်။တိုက်စစ်ရဲ့ဘယ်ချမ်းရောညာချမ်းမှာပါကစားနိုင်တဲ့သူဖြစ်တဲ့အပြင်တောင်မန်ကွင်းလယ်နဲ့ထောင်တိုက်စစ်ဖြစ်ပါအသုံးပြုနိုင်တာဖြစ်ပါတယ်။လက်ရှိ United ရဲ့တိုက်စစ်ကိုကြည့်မယ်ဆိုရင်ကွန်ညာအမ်ဘူမိုမောက်အာမက်ဆက်စကိုတို့ရှိနေသေးတဲ့အပြင်ဘရူနိုမိုင်နူတို့ကလည်းနံပါတ်10နေရာမှာကောင်းကောင်းကစားနိုင်ကြသူတွေဖြစ်ပါတယ်။ဒါကြောင့်လည်း United ပရိသတ်တွေဟာစီမံညှို့ကိုခေါ်ယူမဲ့အစားတကယ်လိုအပ်နေတဲ့ကွင်းလယ်ကစားမတစ်ယောက်ကိုသာခေါ်ယူသင့်တဲ့အကြောင်းပြောဆိုနေကြတာဖြစ်ပါတယ်။Unitedတို့စီမံညှို့ကိုတကယ်ပဲခေါ်ယူကြတော့မှာပါလား။